ပြေးတဲ့အိုးကဘောင်ပင်မခတ်ဘူးတဲ့ကြည်မအဝဲကြည်ချင်အပြင်သိနိုင်တယ်တိတ်ကျဲနာမည်ချင်းသမီးတယောက်လေစကားပြောရတယ်နှိမ့်ချလိုက်တာသူ့ကိုသူလေဘလို့လဲမသိအဲ့မအဝဲပြောတဲ့အင်တာဗျူးလေးကအရန်သဘောကျလို့လေသူဖြေထားတာလေဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း20နှစ်လောက်ကနေ15နှစ်လောက်လွန်ခဲ့တဲ့နှစ်ပေါင်း15နှစ်လောက်ထင်တယ်မအဝဲစားထွက်လာတဲ့ချိန်အင်္ဂလာကျော်ဆင်ဗီဒီယိုလာရိုက်တယ်တဲ့ပြင်ဦးလိမ့်မှာတဲ့ကျွန်တော်တို့မှပြေးပြီးတကြည့်ရတယ်အဲ့ချိန်ကတည်းကဒီရုပ်ခုလဲဒီရုပ်လုံးဝမပြောင်းလဲတော့နှစ်ပေါင်း10စုနှစ်ကျော်တော့တာဓမ္မလေစကားပြောတာလေဘလို့လဲမြင်ရန်သဘောကျကောပိုရှိလေပိုတိလေပိုတက်လေလုံးဝလူတွေကလေနှိမ့်ချတယ်နော်ဟိုနည်းနည်းတိတ်မတက်တစ်ခေါက်မတိတစ်ခေါက်အမျိုးတွေဆိုတားစီရလို့စကားပြောတာလေဘဝင်နေဟက်ဘဝင်နေလေဟက်ပြီးစကားပြောလေအထက်စီမန်နေမာနာတွေနဲ့ကြည့်ပိုချမ်းသာတဲ့လူပိုပညာရှိတဲ့လူပိုနာမည်ကြီးတဲ့လူကလေစကားပြောရလေယဉ်ကျေးလိုက်တာဘလို့လဲဒီနှိမ့်နှိမ့်ချချလေးသူကသူပြောသွားတာလေအရင်သဘောကျလို့လေဟာသူ့ရဲ့အင်တာဗျူးလေးကျွန်မပြန်တင်ထားပါတယ်လို့အမားတို့ဖြစ်တော့ model တွေကကြတော့လေညီမရဲ့တဘောဖြစ်အမားဆိုလို့ရှိရင်တကယ် model အဆင့်မီထဲမှာမပါအောင်ဒါဆိုအမားရက်ရှည်ရမဟုတ်ဘူးလေဟိုတကယ် model အဆင့်မီဟိုတကယ်ဟို international model တွေကတကယ်သူတို့ high ကကြတော့အရန်အဲ့လိုအမြင့်ကြီးနေဆိုတော့အမားတို့ဖြစ်တော့ဆိုလို့ရှိရင်လည်းအများကြီးမပပဝင်းတို့မမြတ်ရွှေရောတို့နောက်ပြီးတော့ဟိုမတန်နာလိုင်းတို့နောက်ပြီးတော့နောက်ပြီးရှိအောင်လဲနောက်နှင်းဝီတောင်းတို့အဲ့လိုတကယ်အဲ့လို model တကယ်ပြီးသားခဲ့တဲ့ mic တဲ့ model တွေရှိခဲ့ပါတော့အမားတို့ကျတော့အဲ့တုန်းကတော့လေဒီလိုအဲ့တကယ်ဟို international model တွေမှာမပါဘူးညီမရမှာတော့ဖြစ်မဲ့တာဖြစ်တာကိုဝသနာပါလို့တာအဲ့တော့ဖြစ်တာအခုဒီ right ခေတ်ကြတော့လေဟိုအရမ်းမိုက်တဲ့ model တွေပေါ့သိလားဟိုဘယ်လိုပြောရမလဲအခု on sign တို့နန်းခိမာတို့ဟို sign လူတို့ဆိုတာလေဟိုတကယ်အရမ်းမိုက်တယ်နော်အခုဟိုတက်သင်းတို့ဆိုလို့ရှိရင်လည်းအဲ့လိုနော်တကယ်ကဘာအထီကိုရောက်တယ်ဆိုတော့အဲ့ဒါအမအရမ်းဂိုးယူတယ်တကယ်ဟိုအရန်အမိုက်စား model တွေအခုနောက်ပိုင်းမှာပို့ပြီးတော့လည်းထွက်လာပေါ့နော်ဟုတ်ရှိတယ်အရင်တော့ဟုတ်တယ်မအရင်တော့ဟိုအမတို့အဲ့လို model လုပ်တဲ့အချိန်တော့ဆိုရင်အရန် show ပဲအရန်လုပ်တယ်လေ show ရဲ့အရန်လုပ်တော့အဲ့လိုဟိုအများနဲ့အဲ့လို show ရှောက်တဲ့အခါတွေတိုင်းမှာလည်းအများနဲ့ပျော်ရတယ်အဲ့တော့ကလည်းကိုအဲ့လိုတငယ်ချင်းတွေ model တွေနဲ့ပေါ့နော်အရန်ပျော်ရအခုဒါအသက်ကြီးသွားတဲ့ခါကျတော့အဲ့လိုပေါ့သူများတွေရှောက်တာကိုကြည့်ရတယ်နဲ့ဟိုကျင့်တတ်တာပေါ့နော်ကိုယ်ကိုယ်တိုင်ရှောက်ဆိုလို့ရှိရင်လုံးဝမရှောက်ချင်တော့